ငါဆိုရင်ကြော်မပဲစားတယ်ချက်ရင်မစားဘူးဆိုတော့ကျမလိုမျိုးမကြီးမငယ်နဲ့ကြီးများတဲ့လူတွေရှိလားနော်ရှိရင်အခုလိုမျိုးငါအချိုနဲ့လေးလှုပ်စားကြည့်ပါရှင်အရန်ကိုစားကောင်းလို့လာမျှဝေပေးတာပါကျမလိုမျိုးငါမကြိုက်တဲ့လူတော့မှကြိုက်သွားပြီကဲငမြင်းလေးတွေကိုရေစစ်တန်းစင်ပြီးတော့စားဟင်းခတ်မုံနှင်းမုံနဲ့အရတာဝင်အောင်အချာလေးနေပါမယ်ရှင်စီပူလာလို့ရှိရင်ငါးလေးတွေကိုအရင်ထည့်ကြော်ပါမယ်နော်ငမြင်းလေးတွေကိုအထက်အောက်လန်ပြီးတော့တိတ်ချလေးကြော်ပေးပါမယ်ရှင်ကဲအဓိကအသက်ကတော့အခုမှစမှာပေါ့နော်ကျက်သွန်ပြူလေးတွေထောင်းပြီးတော့ထည့်ပါမယ်ခရမ်းကျင်သီးလေးတွေကိုညက်ပြီးတော့ထည့်ပါမယ်ရှင်ကျက်သွန်ဒီကြောက်ကြော်လေးတွေကိုထည့်လိုက်ပါမယ်ရှင်ကဲအရတာအတွက်ငံပြာရည်လေးထည့်လိုက်ပါမယ်ခရူးစီလေးထည့်လိုက်ပါမယ်ရှင်ရေနွေးလေးထည့်ပြီးတော့တေချာလေးတမရွာအောင်မွေလိုက်ပါအောင်မယ်ရှင်ငါမကြိုက်တဲ့လူတွေတောင်ကြိုက်သွားမယ်နော်ဒီလိုချက်နီးလေးရလေလွယ်လဲလွယ်တယ်မြန်လဲမြန်တယ်ပေါ့ရှင်ကဲမနှံ့လေးမွေးရွာအောင်လို့နနံပင်လေးတွေကိုညက်ထည့်ပြီးတော့တေချာလေးတမရွာအောင်မွေလိုက်ပါမယ်ရှင်အခုဆိုလို့ရှိရင်အနံ့အရတာနဲ့ပြည့်စုံနေငါမကြိုက်တဲ့လူတွေတောင်ကြိုက်သွားမယ်ကျမရဲ့ငမြင်းအချိုနဲ့လေးရပါပြီရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာတွေ့ပါမယ်နော်ဘိုင်ဘိုင်